နောက်ကတက်လာတဲ့လူပြန်ချပေးနောက်ကတက်လာထွန်းထွန်းဝင်းကကန်သူတို့ချိတ်ဆက်ကန်ဘော Ivory Coast တောက်ခံလူနံပါတ်3ကန်ဘောတည်ထားပြန်ခင်ဗျညာတော့မှာဘယ်နဲ့ကာဒီမီမြောက်နေတယ်ခင်ဗျခေါင်းနဲ့တဲခိုးသမားပုတ်ထုတ်တယ်ခင်ဗျခိုးသမားပုတ်ထုတ်တယ်ခင်ဗျပြေဖြိုးအောင်ပါခင်ဗျပြေဖြိုးအောင်ဒီနေ့တင်းကောင်းတော့ခင်မောင်ထွန်းယူလာပြီခင်မောင်ထွန်းယူလာပြီပေးတယ်ခင်ဗျဘာဘိုးခုတ်တင်လာပေးတယ်မြောက်နေတယ်တဲအောင်တယ်ကောင်းတယ်မြောက်တယ်ခိုးသမားပုတ်ထုတ်တယ်ခင်ဗျလက်နဲ့ကိုတွန်းထုတ်ရတယ်ခင်ဗျမှန်ပါတယ်ခင်ဗျခိုးသမားရဲ့ဆုံးကျွဲကမ်းမြဘယ်ဆုံးမရှိနေပေးတယ်ခင်ဗျခုတ်တင်လာပြီမြောက်နေတယ်ခင်ဗျခေါင်းနဲ့တိုင်းပြန်ချတယ်ကတ်တယ်ခင်ဗျာနောက်ကိုထုံကျွန်တော်စီဘယ်ကျုံတင်ထားပေးတယ်ခင်ဗျာရလာတယ်ခင်ဗျာရလာပြီခင်ဗျာကန်ဘောယူလာပြီခင်ဗျာကန်ဘောကြော်တယ်ခင်ဗျာပါလေရကန်ဘောပဲခင်ဗျာကန်ဘောရတယ်ခင်ဗျာရတယ်ခင်ဗျာပြီးတော့အောင်ကျော်မိုးယူလာခင်ဗျာအောင်ကျော်မိုးရှေ့ကိုချပေးတယ်ခင်ဗျာအောင်ကျော်ကရန်ပိုင်ပေးတယ်ခင်ဗျာရန်ပိုင်ပဲခင်ဗျာရန်ပိုင်တယောက်ကိုချေအောင်ပြယူလာခင်ဗျာအဖရန်ပိုင်လို့ကြိုရမြောက်နေတယ်အန်ကြပဲခင်ဗျာအန်ကြပြေးဝင်လာဖို့ဘာဖို့အတွက်ပေးတာပဲခင်ဗျမြောက်တယ်ခင်ဗျဆက်ကြောမယ်ခင်ဗျရံပိုင်ချပေးတဲ့ဘောလုံးကကောင်းပါလေခင်ဗျဒါပေမဲ့တစ်ဖက်ကစောသမြန်မာတိုက်စစ်မှုယူရတယ်ခင်ဗျကန်တယ်ပဲကျွန်တော်တို့ဂိုးလုံးမဖြစ်တယ်ခင်ဗျပေးတယ်ခင်ဗျရန်ပိုင်ရှုပ်ချပေးပြီဘာဖို့လိုက်နေခင်ဗျဘာဖို့ပဲလာဘာဖို့ညှိပြီးပါသွားခင်ဗျဘာဖို့ယူအားပေးတယ်ခင်မောင်ထွန်းရတယ်ခင်ဗျခင်မောင်ထွန်းကနေတော့ထွန်းဝင်းဟိုးဘယ်ကျောင်းမှာတင်ထားပေးပြီခင်ဗျတင်ထားပေးပြီလိုက်နေတယ်ခင်ဗျလိုက်နေတယ်ရနာဘုံလိုက်နေတယ်ခင်ဗျရနာဘုံရတယ်ခင်ဗျကန်တော့ခင်ဗျအန်တီတို့ခင်ဗျအကျိတ်နဲ့ဆက်လက်ပြီးတော့သူလည်းစူးစမ်းလာတယ်ပဲခင်ဗျဆောင်းသမြန်မာကဘယ်ကျောင်းတင်ထားပေးတယ်ခင်ဗျတင်ထားပေးတယ်လိုက်နေတယ်ခင်ဗျဆက်ကြသူဝင်လိုက်တယ်ခင်ဗျလိုက်တယ်ခင်ဗျလွတ်ရတယ်ခင်ဗျရတယ်ခင်ဗျပိုင်ဆိုးပဲခင်ဗျပိုင်ဆိုးကောင်းတဲ့ပြန်ချပါအခုဂိုးမရှိနဲ့ဥဆောင်ပြီးတော့ကစားနေသေးပါပဲခင်ဗျနောက်တင်ထားပေးပြီးမြောက်နေတဲ့ရန်ပိုင်ခေါင်းတဲ့ပြန်ချလာတယ်ခင်ဗျပြန်ချလာတယ်ပိုင်ဆိုးလိုက်တယ်ခင်ဗျပိုင်ဆိုးဒါပေမဲ့ဆောင်းသမြန်မာကလူပေးမာပြီးတော့ကျွန်တော်တို့စောက်တန်းမြန်မာတဲ့သွားပြီခင်ဗျာလာတယ်ခင်ဗျတယောက်တည်းဦးရလန်းကနေရောင်းတဲ့လာပြီကျွန်တော်တို့ကြော်ယူဖို့ကြိုးစားတယ်ပါသေးတယ်ခင်ဗျာအောင်ကျော်မိုးပါခင်ဗျဦးရလန်းကနေပါဘိုးပါခင်ဗျဘောလုံးသမားပါခင်ဗျကျွန်တော်ထုံးချတာပြီးတယ်ကျွန်တော်ထုံးပြန်ရတယ်ပါဘိုးမတင်ထားတယ်အဲဒီဧရိယာတွင်းမှာခင်ဗျအချုပ်ချွေးနေတယ်ဦးရလန်းကနေမတင်ထားပြီကောင်းတဲ့တက်ဖြတ်ထုတ်ထားတယ်စောက်တန်းမြန်မာခြေထဲမှာခင်ဗျအနိကလေးပေးထားတယ်တိတ်ဆိုးမင်းတဲယူလာပြီဝေလင်းကိုပေးထားတယ်ဝေလင်းကြော်တယ်ဖြတ်တယ်ရှုပ်ထွေးနေတယ်ဘာဖို့တို့ပေးသွားတယ်ပါတယ်ခင်ဗျထက်ကျော်သူဝင်းဆွဲယူတယ်မနာနဲ့ဖြတ်ထုတ်တယ်ရန်ပိုင်ရသွားပြီအိုးရလန့်ကန်တယ်ဘိုးတော်ရင်မနဲ့ထိထွက်တယ်လာတယ်ခင်ဗျအန်ထွက်လာတဲ့ဘောလုံးကိုကျွန်တော်တို့ရန်အောင်အသင်းကပိုင်နိုင်ကန်သွင်းလိုက်တာဒုတိယဂိုးပေါ့ခင်ဗျာညာတော့ငါဘောစောက်တန်းမြန်မာအသင်းကကမ်းမှာဖြစ်ပါတယ်ခင်ဗျရောက်တက်နေတယ်အသင်းကန်နေထားပြီးရမနဲ့တားတယ်ချုပ်ထွင်းနေတယ်မနာနဲ့ဖြတ်ထုတ်သွားတယ်ခင်ဗျာစောက်တန်းမြန်မာအသင်းကလည်းမနာနဲ့ဖြတ်ထုတ်တာမှဘေးတော့သောခါစောက်တန်းမြန်မာအသင်းကမတင်ထားတယ်ငါပဲ
ညှောက်ခွင့်ရမှာဖြစ်ပါတယ်နိုင်လင်းဦးညှောက်ချထားပေးပြီးနိုင်လင်းဦးပြန်ပေးထားတယ်နိုင်လင်းဦးကလည်းမပေးထားတယ်ခေါင်းနဲ့တက်ဖြတ်ထုတ်တယ်ထက်ကျော်သူဝင်းမနာတမ်းဖြတ်ထုတ်တာမှာဘေးဆောက်တဲ့မြန်မာလည်းဖြတ်ထုတ်တယ်ခင်ဗျာဆောက်တဲ့မြန်မာခြေထဲမှာခင်ဗျဆောက်တဲ့မြန်မာထိုးတင်ပေးထားတယ်ဒါပေမဲ့ကျွန်တော်တို့တင်ကဥတယ်ပေါ့ခင်ဗျာကျွန်တော်တို့တင်ကလှတယ်ခင်ဗျပြပြီးယူကျွန်တော်တို့တင်တဲလာပြီးကိုယ်လက်တော့ကြော်လာပြီးခင်ဗျတယောက်တည်းကလည်းပဲတင်ထားတယ်လိုက်တယ်ခင်ဗျကျွန်တော်တို့တင်တော်ဝင်းကိုသမားပြည့်ဖြိုးအောင်လှဲအိပ်ပြီးတော့မိပါတယ်ခင်ဗျစောသန်းမြန်မာတင်းကလည်းပဲတင်ထားတယ်စောသန်းမြန်မာတင်းကရထားပြီခင်ဗျဟန်ထွန်းကလည်းပဲတင်ထားတယ်မနာနဲ့ကန်တယ်ဘိုးလုံးမောတတ်မှတ်ပါတယ်ခင်ဗျကျောင်းနံပါတ်20လှရဲပါတယ်ပါသေးတယ်ခင်ဗျကြော်ယူတယ်ရှင်လူတယ်တန်စင်ဦးအန်ထွက်လာတဲ့ဘောလုံးကိုရင်မင်းအောင်ကိုသမားအေးဆေးပါပဲခင်ဗျာအင်ဂျီဖြူနဲ့အားပေးနေတာကတော့စောက်တန်းမြန်မာအသင်းကိုအားပေးတဲ့ပြည်သက်ဖြစ်ပါတယ်ကမောင်ထွန်းပါခင်ဗျကမောင်ထွန်းဘိုးလုံးမောတတ်မှတ်ပါတယ်ခင်ဗျာပါတယ်ကြာသေးတယ်ခင်ဗျစောသန်းမြန်မာခြေထဲမှာပဲစောသန်းမြန်မာကန်လာတဲ့ပေးထားတယ်ခင်ဗျဝေလင်းပါခင်ဗျဝေလင်းအဝေးရကန်တယ်ခင်ဗျာခံတဲ့အချိန်တွင်းမှာပဲဒုတိယပဲ45မိနစ်ပြီးဆုံးသွားပြီဖြစ်ပါတယ်ခင်ဗျာမြန်မာရုပ်မြင့်တန်ကြားပေးတယ်ခင်ဗျာမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကကြီးမှုကျင်းပတဲ့မြန်မာ National League Flower MNL Cup Grand Royal 2009ဘောလုံးပြိုင်ပွဲဒုတိယနေ့ပွဲစဉ်ဖြစ်စောက်တဲ့မြန်မာ FC အသင်းနဲ့ရနောင်ဝုံ FC အသင်းတို့ရှင်ပြိုင်ကစားကြမှာရနောင်ဝုံ FC အသင်းကစောက်တဲ့မြန်မာအသင်းကို2ဂိုးမရှိနဲ့အနိုင်ယူပြီးဆုံးခဲ့ပါကြောင်းရန်ကုန်မြို့သုဝနလူငယ်ဘောလုံးအားကစားကွင်းမှဓာတ်ရိုက်ထုတ်လွှင့်တင်ဆက်အပ်ပါတယ်ခင်ဗျာလာမယ့်မေလ19ရက်နေ့ညနေ4:00 နာရီမှာ Delta United FC အသင်းနဲ့မကွေး FC အသင်းတို့အောင်ဆန်းအားကစားပြိုင်ပွဲမှာရှင်ပြိုင်ကြမှာဖြစ်ပြီးတော့အလားတူပဲမေလ21ရက်နေ့မှာဥက္တာ United FC နဲ့ကမ္ဘောဇ FC အသင်းတို့အောင်ဆန်းအားကစားပြိုင်ပွဲအတွင်းမှာရှင်ပြိုင်ကြအောင်မှာဖြစ်ပါတယ်ဒီပွဲနှစ်ပွဲကိုတော့ MRTV မှထုတ်လွှင့်နိုင်ခြင်းမရှိကြောင်းအစီရင်ခံအပ်ပါတယ်ခင်ဗျာမြန်မာရုပ်မြင့်တန်ကြားပြည်သက်များကိုစိတ်နှဖျားကျမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာကိုတောင်းပေးပါလို့ပြောတာ